အစအနာရှာမရဟန်ပျောက်ကွယ်သွားတဲ့လူသားမျိုးနွယ်စုကြီး၃ခုကမ္ဘာသမိုင်းတစ်လျှောက်မှာအလွန်တရာတိုးတက်ထုံးကားခဲ့ပေမယ့်တနေ့မှာတော့ဘာကြောင့်မှမသိပဲအစအနာရှာမရဟောင်းပျောက်ကွယ်သွားခဲ့တဲ့လူသားမျိုးနွယ်စုကြီးတွေရှိခဲ့ပါတယ်။သူတို့ဘယ်ကိုရောက်သွားတာလဲ။ဘာကြောင့်ပျောက်ဆုံးသွားတာလဲ။ဒီနေ့မှာတော့နဲ့လဲပဟေလီတိုင်းနဲ့ကြံရစ်ခဲ့တဲ့မျိုးနွယ်စု၃ခုအကြောင်းကိုပြောပြပေးသွားမှာပါ။ပထမဆုံးတစ်ခုကတော့မာယာမျိုးနွယ်စုတွေပါ။သူတို့ဟာတင်းချာနက္ခတဗေဒနဲ့ဘိတုကပညာရပ်တွေမှာအလွန်အမင်းတိုးတက်ခဲ့ကြပါတယ်။ဒါပေမဲ့ AD 900ဝန်းကျင်မှာတော့သူတို့တိဆောက်ခဲ့တဲ့ခန္ဓာထဲဝါတဲ့မြို့ကြီးတွေကိုစွန့်ခွာပြီးလူတွေအားလုံးပျောက်ကွယ်သွားခဲ့ကြပါတယ်။သူဒေသနာပြုချက်တွေကတော့နှိရှေလျာများမိုးခေါင်းရေရှားငူတန်တယန်ဇာရပြုံတီးမှုနဲ့ပြည်တွင်းစစ်ပွဲတွေကြောင့်သူတို့ရဲ့လူမှုအတိုင်းဝိုင်းပြိုကွဲသွားလာလို့ယူဆကြပါတယ်။ဒါပေမဲ့ခိုင်မာတဲ့အထောက်အထားတော့ခုထိမတွေ့ရသေးပါဘူး။ဒုတိယတစ်ခုကတော့အာရှတိုက်ကအိန္ဒုမြစ်ဝင်ကြီးယဉ်ကျေးမှုပါ။လွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ကလေးကသူတို့ဟာဒီနှစ်ခေတ်လိုစနစ်တကျတဲ့မြို့ပါစီမံကိန်းတွေရေနုမြောင်းစနစ်တွေကိုအသုံးပြုခဲ့ကြတာပါ။ဒါပေမဲ့ BC 1900ဝန်းကျင်မှာဒီတိုးတက်တဲ့မြို့ကြီးတွေဟာလူသူကင်းမဲ့ဒီတိတ်ဆိတ်သွားခဲ့ပါတယ်။မြေကြောင်းပြောင်းလဲသွားတာရာသီဥတုဖောက်ပြန်တာဒါမှမဟုတ်ပြည်မကကျူးကျော်သူတွေကြောင့်ပျောက်ကွယ်သွားတာဖြစ်နိုင်တယ်လို့ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။နောက်ဆုံးတစ်ခုကတော့ Pacific သမုဒ္ဒရာတွေကတီးကျဖြစ်နေတဲ့ Easter ကျွန်းကလူသားတွေပါ။သူတို့ဟာမိုးအားအီလို့ခေါ်တဲ့အဲရမှာကြောက်ရွံ့တူကြီးတွေကိုထုလုပ်ခဲ့ကြသူတွေပါ။ဒီကျွန်းသားတွေဘာဖြစ်သွားတာလဲဆိုတာကတော့ယဉ်နာစရာပါ။သူတို့ဟာကြောက်ရွံ့တူကြီးတွေကိုတည်ယူဖို့အတွက်ကျွန်းမော်ကတစ်ပင်အားလုံးကိုခုတ်လဲခဲ့ကြပါတယ်။တစ်တော်တွေပြုံးတီးသွားတဲ့အခါအစားအစာရှားပါလာပြီးလူမျိုးစုအချင်းချင်းတိုက်ခိုက်ရင်အဆုံးမှာတော့သူတို့ရဲ့ယဉ်ကျေးမှုဟာလည်းပျောက်ကွယ်သွားခဲ့ရတာပဲဖြစ်ပါတယ်။ဒီမျိုးနွယ်စုကြီးတွေပျောက်ကွယ်သွားတာဟာကျွန်တော်တို့လူသားတွေအတွက်သင်ခန်းစာတစ်ခုပေးနေသလိုပါပဲ။တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းဖို့နဲ့အချင်းချင်းစည်းလုံးဖို့ဘလို့အရေးကြီးသလဲဆိုတာကိုပေါ့။တင်ကောဒီမျိုးနွယ်စုတွေဘယ်ကိုပျောက်သွားသလဲလို့ထင်ပါသလဲ။ comment မှာရေးပေးခဲ့ပါဦး။ The Hidden Finds ကို follow လုပ်ထားဖို့လည်းမမေ့နေဘူးနော်